လူတွေဟာသင်းဖွဲ့နဲ့နေကြတာဖြစ်တယ်တဦးတယောက်တည်းနေကြတာမဟုတ်ဘူးအနည်းဆုံးအသင်းဖွဲ့ဟာမိသားစုပဲဖြစ်တယ်မိသားစုဒါအသေးဆုံးအဖွဲ့အစည်းပေါ့သဘာဝအဖွဲ့အစည်းတစ်ခုအိမ်တိုင်းမှာမိသားစုဆိုတာရှိကြတယ်အမေဖေရှိတယ်သားသမီးရှိတယ်ပထမအမေဖေကနေပြီးတော့နှစ်ဦးဖွဲ့စည်းလိုက်ရနေပြီးတော့သားသမီးညီကိုမောင်နှမမြေမြင့်စွာတွေဖြစ်လာတယ်ဒါလည်းလူအဖွဲ့အစည်းပဲ family လို့ခေါ်တဲ့မိသားစုတစ်ခုဟာအသေးဆုံးလူအဖွဲ့အစည်းလို့ပြောအဲ့ဒီလူအဖွဲ့အစည်းတွေဟာစုလိုက်တဲ့အခါကျတော့ငါးအိမ်တစ်စုဆယ်အိမ်တစ်စုဖြစ်သွားတဲ့အခါငါးအိမ်ပေါင်းပြီးတော့ငါးအိမ်စုဆယ်အိမ်ပေါင်းပြန်တော့ဆယ်အိမ်စုဆယ်အိမ်ကိုကြီးမှုတဲ့ဆယ်အိမ်ကြီးဆယ်အိမ်မှုဆိုပြီးတစ်ခါဖွဲ့တယ်အဲ့ဒီကနေကြီးလာတဲ့အခါကျတော့ကြီးရွာကြီးလာတဲ့အခါရက်ကွက်ကြီးလာတဲ့အခါမြို့နယ်ဆိုပြီးတော့မြို့နယ်ကြီးလာတဲ့အခါတိုင်းဒေသကြီးဟိုမှာပြည်မှာခရိုင်တို့တိုင်းဒေသကြီးတို့တို့ဖြစ်လို့ဒါတွေအလုံးအောင်လူအဖွဲ့အစည်းပဲအဲ့ဒီလူအဖွဲ့အစည်းတွေကနေပြီးတော့နောက်ဆုံးမှတိုင်းပြည်တစ်ပြည်အဆင့်ထိအောင်ရောက်သွားကြတော့မိသားစုဆိုတဲ့အသေးဆုံးလူအဖွဲ့အစည်းကနေစပြီးတော့အချင်းချင်းညီညွတ်ပါမှစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ကြီးပွားတိုးတက်မှုလုပ်နိုင်ကြတာဖြစ်တယ်အချင်းချင်းမညီညွတ်ဘူးဆိုလို့ရှိရင်တော့မိသားစုအတွင်းမှာပဲစိတ်ဓာတ်တွေစိတ်ဝမ်းတွေကွဲပြားပြီးတော့ပြဿနာတွေတက်လာတာထို့တူပဲရှားကွက်အတွင်းမြို့နယ်အတွင်းခရိုင်အတွင်းတိုင်းဒေသကြီးအတွင်းတနိုင်ငံအတွင်းမှာဆိုလို့ရှိရင်လည်းပဲမညီညွတ်ကြဘူးဆိုလို့ရှိရင်စိတ်ဝမ်းတွေကွဲပြားကြပြီပြဿနာတွေမျိုးစုံဖြစ်မှာဒါကြောင့်မြတ်စွာဘုရားကသမက္ကနံတပောတုခောဆိုသမက္ခဆိုတာစိတ်တုကိုယ်တုဘယ်ကိစ္စပဲလုပ်လို့စိတ်တုကိုယ်တုအကယ်၍နာနာဆန္ဒတယောက်နဲ့တယောက်စိတ်ဆန္ဒချင်းမတူတောင်မှပဲဥဒိကျက်တစ်ခုထားပြီးတော့စိတ်ဆန္ဒတူအောင်ကြိုးစားပြီးတော့ဥဒိကျက်တစ်ခုစုပေါင်းပြီးတော့လုပ်တဲ့အလေးထားအောင်မြင်ကြီးပွားခြင်းရဲ့အကြောင်းဖြစ်တယ်ဆိုတာအဲ့လိုမဟုတ်ဘဲနဲ့တူနဲ့တူငင်းခုန်လုပ်နေမယ်ဆိုလို့ရှိရင်တော့ဘယ်သူဒုက္ခရောက်တော့ဆိုဒီကွဲပြားနေတဲ့လူအဖွဲ့အစည်းဟာဒုက္ခရောက်မဲ့အဖွဲ့အစည်းဖြစ်သွားတယ်တူနဲ့တူစင်မပြေအားစပြီးတော့နှစ်ယောက်ကွဲလို့ရှိရင်ကျန်တာတွေကုန်ကွဲကုန်အားလို့တော့ဆိုဒီနှစ်ယောက်နဲ့ပတ်သက်ပြီးတော့သူ့ဘက်ကိုယ်ဘက်ဆိုပြီးလူဆိုတာဆန္ဒတွေ့ရတွေကုန်ပေါင်းကုန်ကြပေါင်းကုန်သည့်အတွက်ကြောင့်ကွဲပြဲမှုဟာပိုချီးသွားတယ်လူဖွဲ့စည်းတွင်းမှာတနေရာကွဲလိုက်ရင်ထိုကွဲအပ်မှုကြီးကပိုပြီးတော့ချီးမားသွားတယ်အကြောင်းကြီးတော့လူအတိုင်းဝိုင်းကကွဲလို့ရှိရင်ကိုမမြင်ရပေမဲ့နတ်အတိုင်းဝိုင်းမှာလည်းကွဲတယ်လို့ပြောတယ်ဘာလို့လို့ဆိုသူကိုယ်ွယ်တဲ့နတ်နဲ့ကိုယ်ွယ်တဲ့နတ်ကမတူဘူးဆိုရင်ဒီလူကကိုယ်ွယ်တဲ့နတ်ဟိုလူကကိုယ်ွယ်တဲ့နတ်ကလည်းပဲသူ့လူသူအားပေးမှာပဲနတ်လောကလည်းကွဲပြားတယ်လို့သူဆိုတော့ကောသမီမှာယဟန်နေအချင်းချင်းကွဲပြားတော့ငါဆိုရင်စာထဲမှာရေးထားတာဗြဟ္မပြေထီအောင်ကွဲတယ်လို့ရေးထားတာဟုတ်ပါမလားလို့တန်တရားရှိခဲ့တယ်လူဆိုတာတရဝါဆိုတာစိတ်ဆန္ဒချင်းမတူတော့ဒါဟုတ်နိုင်တယ်ဖြစ်နိုင်တယ်ပေါ့နော်ကွဲပြားချမ်းသာကိုမွေးထားတဲ့တိရစ္ဆာန်တွေကလည်းတူတူပဲကိုမွေးတဲ့လူကိုမွေးတဲ့တိရစ္ဆာန်ဟိုဘက်ကမွေးတဲ့တိရစ္ဆာန်ဒီဘက်ကမွေးတဲ့တိရစ္ဆာန်
လူတွေကွဲရင်လည်းတိရစ္ဆာန်ချင်းလည်းကွဲကြမှာပဲဒါအဲ့လိုကွဲပြားမှုတွေကတယောက်ကစားလိုက်လို့ရှိရင်အကုန်လုံးကွဲအကုန်သမက်ကဆိုတာအဲ့လိုမဟုတ်ဘူးသူနဲ့ကိုယ်နဲ့စိတ်တူဆန္ဒတူစုပေါင်းတာအဲ့တော့ဆန္ဒဆိုတာတူညီဖို့အတော်ခက်တယ်နာနာဆန္ဒနာနာဓိမုတ်တိကလူဆန္ဒဆိုတာတဲ့အမွားမွေးတောင်မှအမွားမွေးတဲ့ညီကိုရင်ညီမရင်တောင်မှပဲစိတ်ဆန္ဒချင်းမတူဘူးတဲ့မတူသည့်အတွက်ကြောင့်စိတ်ဆန္ဒပေါ်မှာအခြေခံမဲ့ဆိုရင်ကွဲဖို့ရအပဒံလွယ်နေတယ်ကွဲဖို့အတွက်လည်းအဲ့တော့ညီညွတ်ဖို့ဆိုလို့ရှိရင်တော့ဘယ်လိုလုပ်ရမလဲညီညွတ်ဖို့ဆိုလို့ရှိရင်တော့ရှင်နုရုဒ္ဓတို့ရှင်ကိဝိလတို့ရှင်နန္ဒီယတို့ရဲ့ထုံးကိုနှလုံးသွင်းရမယ်ဒီသုံးပါးဟာအမှန်တမ်းညီညွတ်တယ်ဆိုတာစိတ်ဓာတ်ညီညွတ်အောင်ဘယ်လိုနှလုံးသွင်းပြီးဘယ်လိုဆက်ဆံကြရအောင်ဆိုရင်တက္ကံစိတ်တံနေခိပိတ္တပါငါစိတ်ဆန္ဒကိုအသာထားအညတစိတ်တတဝတိနဝတ္တေယငါဆန္ဒရှေ့တမ်းမတင်ဘူးသူဆန္ဒအတိုင်းလိုက်လျောမယ်ဆိုစိတ်ပွေးရအားလုံးဟာအဲ့ဒီစိတ်မွေးရတယောက်ကလည်းသူဖြစ်ချင်တာအတိုင်းငါဖြစ်မယ်ဟိုတယောက်ကလည်းသူဖြစ်ချင်တာအတိုင်းငါဖြစ်မယ်လို့အဲ့ဒီလိုနှစ်ဦးစလုံးကအဲ့ဒီလိုစိတ်ထားနိုင်မှညီညွတ်တယ်ဆိုတာဖြစ်နိုင်နိုးဆိုမဖြစ်နိုင်ဘာလို့လဲဆိုတတ္တဝါတွေကနာနာဆန္ဒကိုစိတ်ဆန္ဒတွေကအမျိုးမျိုးဖြစ်နေကြတာနာနာဓိမုတ်တိကတာလို့စာပေမှာသုံးတယ်နှလုံးသွင်းပုံတွေးပုံကြံပုံတုံးနဲ့တူမတူကြဘူးမတူတာကိုခြေခံပြီးတော့ငါဟာသာအမှန်သူဟာအမှားလို့နှလုံးသွင်းမယ်ဆိုရင်တော့တဲ့เสียအကြောင်းမရှိတော့နော်ငါလို့ဓမ္မအမှန်သူလို့တာအမှားလို့တွက်မယ်ဆိုဘလို့မတဲ့နှကုတစိတ်ဆိုတဲ့စကားနာနာဟိခောပန္တိကာယဆိုတဲ့ရှင်နုရုဒ္ဓတို့ဖះကိုလျှောက်တဲ့စကားတိုင်းဒီပြည့်တို့ကကာယချင်းခြားနာပေမဲ့လို့စိတ်ကတော့တစိတ်သေးပါလို့ပြောတာအဲ့ကြမှာညီညွတ်တာစံပြဖြစ်နိုင်တယ်နိုးဆိုဖြစ်နိုင်စံပြဖြစ်နိုင်အဲ့တော့ညီညွတ်ဖို့အတွက်လူတွေကဘာလို့ရတော့ဆိုရင်ဥပဒေတစ်ခုရေးဆွဲထားရေးဆွဲထားပြီးတော့အဲ့ဒီဥပဒေလှုပ်ထုံးလုပ်နည်းအတိုင်းကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေဒီဥပဒေကနေပြီးတော့ဥပဒေအောက်မှာအကုန်လုံးဒီတိုင်းဆောင်ရရမယ်ဆိုရင်အတော်အသင့်ညီညွတ်သွားတယ်သူကစိတ်ကတော့ညီညွတ်မှာမဟုတ်ဘူးအတော်အသင့်ဟာတတန်နဲ့ထွက်သွားနိုင်တယ်ပေါ့နော်အဲ့လိုတစ်ခုနဲ့ထိန်းရတယ်မထိန်းဘူးဆိုရင်တယောက်တစ်ပေါက်ဆိုလို့သူကလည်းသူပြောချင်တာပြောကိုကလည်းကိုပြောချင်တာပြောလိုက်တဲ့အခါမှာသူကြိုက်တာနဲ့ကိုကြိုက်တာနှစ်ခုချားမှာအမြဲတမ်းကွာဟပြီးတော့ဖြောင်းဖြောင်းဆန်းကျင်ပဲတိဖြစ်ကုန်ကြတာပေါ့အဲ့ဒီကြတော့ဘာဖြစ်လဲဆိုဝိဝါဒလို့ခေါ်တယ်အပြောဆိုပြီးကွဲပြားကုန်တယောက်နဲ့တယောက်ကအကောင်းပြောရင်တယောက်ကအဆိုးပြောတယ်ဟောမတူညီတဲ့ဝိဆိုတာတူညီမှုမရှိတဲ့ဝါဒပြောဆိုမှုတွေဖြစ်လာတယ်ဝိဝါဒဖြစ်လာတဲ့အခါကျတော့ဘာဖြစ်တော့ဆိုဝိကဟတဲ့ကိုကြိုက်တာသူကြိုက်တာဆိုတဲ့အယူဆတွေကကွဲပြားလာတယ်ဗန္ဒနာကိုကြိုက်တဲ့ပုံမှာမူတည်ပြီးကိုမကြိုက်တာနဲ့ပတ်သက်ပြီးဝေဖန်ကြတယ်ပြစ်တင်ကြတယ်ဆွေးနွေးတိုင်ပင်ကြတယ်ဆိုစာပေမှာအဲ့ဒီစကားလုံးလေးတွေသုံးတယ်ဗန္ဒနာဆိုတာညင်ညခုံညကလဟဆိုတာရံဖြစ်ကြတယ်ဝိဝါဒဆိုတာအပြောဆိုတွေကွဲပြားလာကြတယ်အဲ့ဒီလိုဖြစ်ခြင်းဟာရှင်ထဲမှာဘာတွေရှိတယ်လို့ဖြစ်တာတော့လို့ဆိုတော့ရသော်ဗျာဝိဝါဒမူလသုံးမှာကြတော့
ဒီလူတွေကရင်ထဲမှာအမုန်းတေးတွေရှိနေလို့ဖြစ်တာတဲ့မာနတွေရှိနေကြလို့ဖြစ်တာတူနဲ့တူအနိုင်ယူခြင်းတဲ့စိတ်တွေရှိနေလို့ဖြစ်တာအဲ့ဒီအမုန်းအတေးတွေအနိုင်ယူခြင်းတဲ့စိတ်တွေမထားဘူးဆိုလို့ရှိရင်ကွယ်ပြားစရာအကြောင်းမရှိဘူးကွယ်ပြားစရာအကြောင်းမရှိဘူးအဲ့တော့တရားတွေရဲ့ယင်ထဲမှာလူတွေရဲ့ယင်ထဲမှာအဲ့ဒီအညိုအတေးအတ္တမာနတွေလွှမ်းမိုးနေတာဆိုတော့ညင်ညွတ်ဖို့ဆိုတာတော်တော်ခဲနေညင်ညွတ်ဖို့ဆိုတော့မညင်ညွတ်လို့ရှိရင်လည်းသူတလူငါတမင်းဖြစ်ပြီးတော့တုံးတူကွဲပြားခြားနာပြီးနောက်ဆုံးဟာလူအဖွဲ့အစည်းကြီးကပျက်စီးသွားတာဝေသာလီပြည်မှာဆိုလို့ရှိရင်ဝေသာလီကလိတ်ဆွေမင်းတွေဟာလွန်ညင်ညွတ်တယ်သူတို့ကမင်းပါပေါင်းလို့ပြောရင်ပြောမင်းပေါင်း9900ယောက်အဖွဲ့အစည်းမှာသူတို့9900ယောက်အဲ့ဒီလိုတိုင်းပြည်ကိုအုပ်ချုပ်ကြတာဆွေးနွေးတိုင်ပင်ပြီးတော့စီဝေးထိုင်ပြီးဆွေးနွေးတယ်ပြီးမူချမှတ်ပြီးတော့သတ်မှတ်ပြီးတော့လုပ်ကြတာအဲ့ဒါမှညီညွတ်တယ်ဖះလက်ထက်ကတော့ညီညွတ်တာစာမြဖြစ်တယ်နောက်မြတ်စွာဘုရားသက်တော်80အရွယ်ဖြစ်တဲ့အခါမှာအဲ့ဒီညီညွတ်ရေးကြီးကပြိုကွဲသွားလို့ဝေသာလီပြည်ကြီးကဖြိုခွဲခံလိုက်ရတယ်ဖြိုခွဲခံလိုက်ရတယ်နောက်ဆုံးမှာဝတ္တကာရဆိုတဲ့အဇာတတရဲ့အမကြီးကဝေသာလီပြည်ကိုတွားရောက်ပြီးတော့လိတ်ဆွေမင်းတွေကြားထဲမှာတတ်ရှိုးရနဲ့လိတ်ဆွေမင်းတွေဟာတူနဲ့တူအထင်လွဲပြီးတော့ပြုတ်ကွဲသွားကြတယ်အဲ့ဒီအချိန်ချင်းမှာအဇာတတရဲ့ကျူးကျော်စစ်ပွဲအောက်မှာဝေသာလီပြည်ကြီးကဖျက်ဆီးခံလိုက်ရတယ်ပျက်စီးသွားတာပဲနော်ပျက်စီးသွားတယောက်တယောက်မတည့်ဘူးဆိုလို့ရှိရင်အင်္ဂါရီရော့သွားတာအဲ့ဒါလူအဖွဲ့အစည်းမှာအမှန်တမ်းအရေးပါတယ်မြတ်စွာဘုရားကသံဃာအဖွဲ့အစည်းတွေမှာလည်းညီညွတ်ဖို့ပဲဟောတယ်လူအဖွဲ့အစည်းတွေမှာလည်းညီညွတ်ဖို့ဟောတယ်ညီညွတ်နေတဲ့သံဃာကိုကွဲအောင်လုပ်ရင်အမှန်တမ်းအပြစ်ကြီးတယ်ကွဲနေတဲ့သံဃာကိုစိတ်ဆက်ပြီးညီညွတ်အောင်လုပ်ရင်အမှန်တမ်းကြီးမားတဲ့ကုသိုလ်ဖြစ်တယ်လို့ဘုရားကိုယ်တိုင်ကလည်းဟောခဲ့ပူတယ်ညီညွတ်ရေးကိုအဓိကထားဘာလို့ဆိုဝိနည်းထဲမှာဆိုရင်သမဂောဟိတံဃောတမ္မောရမာနောအဝိဝရမာနောဆိုတာဧကုဋ္ဌိသောဖာတုဝေဟရတိစကားလေးပါတယ်သမဂတန်ဃာညီညွတ်နေတဲ့တန်ဃာသည်ညီညွတ်တယ်ဆိုတာဘာလို့သမဂောဟိတံဃောတမ္မောရမာနာတဖွဲ့ရီလို့ပေါင်းဆက်ထားတယ်တမ္မောရဆိုတာအတူတကွာဝါမြောက်တယ်လို့ပြောတယ်တတိယပြည့်ပြောရင်တမ္မောရဆိုတာရောနှောပေါင်းဆက်ထားတဲ့သဘောလူဖွဲ့စည်းဟာမတူညီတဲ့အရာတွေကိုရောနှောပေါင်းဆက်ထားလိုက်တာဥပမာမဲ့ဘယ်လိုထီအောင်ရောနှောပေါင်းဆက်တာတော့ဆိုရင်နွားနို့နဲ့ရေရောလိုက်လို့ရှိရင်ဒါရေဒါနွားနို့လို့ခွဲဖို့ခက်သွားတယ်ပေါ့ပေါင်းဆက်သွားစီနဲ့ရေကြတော့အဲ့လိုပေါင်းလို့မရဘူးလေစီနဲ့ရေရောမွေလဲစီဟာစီပဲရေဟာရေပဲပေါင်းလို့မရဘူးနွားနို့နဲ့ရေကြတော့ပေါင်းလို့ရတယ်ဒါမှမဟုတ်နွားနို့ကိုရေရောရောင်းကြတာပေါ့စီတဲ့တော့ရေရောရောင်းလို့မရဘူးပေါင်းလို့မရလို့အဲ့ဒါလို့ပေါင်းဆက်လို့ရတဲ့နွားနို့နဲ့ရေလို့လူဖွဲ့စည်းတယ်မှာရောသွားတယ်အဲ့ဒါကိုတမ္မောရမာနအတူတကွရောနှောပေါင်းဆက်ထားတယ်ရောနှောပေါင်းဆက်ထားလို့စိတ်ထဲမှာကျေနပ်ကြတယ်ဝမ်းသာကြတယ်ခွဲပြားမှုမထင်ဘူးအဝိဝရမာနောအငြင်းခုန်နေမရှိဘူးစကားပြောတာတွေဟုတ်လားခွဲပြားခြားနားမှုတွေမရှိဘူးဧကုဋ္ဌိသောတသံနဲ့ထွက်တယ်
ဖအဲ့ဒီလိုဖြစ်လို့ရှိရင်ဘာဖြစ်လဲဖတုဟောတိချမ်းသာတယ်ဆိုတာကြီးပွားတိုးတက်တယ်ပြဿနာကင်းတယ်ဒီလိုဆိုလိုတာပေါ့နော်ပြဿနာကဲပြီးကြီးပွားတိုးတက်တယ်အဲ့တော့ညီညွတ်နေတဲ့လူအတိုင်းဝိုင်းကဘယ်လိုလုပ်ဆိုညီညွတ်နေလို့ရှိရင်တမ္မက်ကညီညွတ်နေကြတဲ့လူတွေဟာတမ္မောရမာနာယောနောပေါင်းဆက်ထားသဖြင့်အညမညာတယောက်နဲ့တယောက်ပိယစက္ခုဟိချစ်သောမျက်လုံးတို့ဖြင့်မေတ္တာမျက်လုံးတွေနဲ့ကြည်တယ်အဲ့တော့တူနဲ့တူညီညွတ်နေလို့ရှိရင်အကြည့်တာကမတူတော့ဘူးမျက်ဆောင်ထိုးကြည့်တာမရှိဘူးတူနဲ့တူကခင်မင်နဲ့မျက်လုံးနဲ့ကြည့်ကြတယ်မေတ္တာမျက်လုံးနဲ့ကြည့်တယ်အဲ့ဒါကိုပိယစက္ခုလို့ခေါ်တယ်ချစ်သောမျက်လုံးပြုံးသောမျက်နှာနဲ့ဆက်ဆံကြတယ်ပေါ့နော်အဝိဝရမနာအငင်းခုံမလုပ်ကြလို့ရှိရင်အမှန်တမ်းအေးချမ်းနေတဲ့လူအတိုင်းဝိုင်းမှာဒီလိုဆိုတာငင်းညခုံညပြီဆိုလို့ရှိရင်ဟိုနာကစီကနေဒီနာကစီကနေထုတ်ဆွဲဓာဆွဲနောက်ဆုံးကျတော့ရံပွဲတွေဖြစ်လာရံပွဲတွေဖြစ်ရိုက်ကြနှက်ကြဆူကြပူကြနဲ့အဲ့တော့လူညီညွတ်ရေးကြီးကပျက်စီးသွားပြီဆိုရင်ဒီလူအတိုင်းဝိုင်းကြီးဟာပြိုကွဲသွားနိုင်တယ်ဒါကိုဆွလို့တာပေါ့နော်အဲ့တော့ညီညွတ်ဖို့မြတ်စွာဘုရားကိုယ်တိုင်ကသမဂ္ဂနဲ့တဘောတုခောညီညွတ်သောလူအဖွဲ့အစည်းတို့ရဲ့လောကင်ဆောင်ရွက်မှုနေထိုင်ကြံ့ကြံ့မှုဟာသူခောအလုံးအစဉ်ပြေဖို့အတွက်ဖြစ်တယ်သူဆိုရဲပေါ့အစဉ်ပြေဖို့အတွက်ဖြစ်တယ်ဒါကြောင့်မို့ညီညွတ်ဖို့အတွက်မြတ်စွာဘုရားအမြဲတမ်းဟောတယ်ယဟန်တွေကိုသတိပေးတဲ့အခါမှာဝိဝါဒံပယတော်ဒိဋ္ဌဝါတယောက်နဲ့တယောက်အပြောဆိုတွေတိုက်ဆိုင်မှုမရှိဘဲနဲ့အချင်းများပြီးတော့ညင်ညခုံညမယ်ဆိုလို့ရှိရင်အဲ့ဒီညင်းခုံမှုဟာဘေးရန်အန္တရာယ်ကြီးတစ်ခုပဲကြောက်စရာကြီးတစ်ခုဒီအငင်းခုံပြုခြင်းဟာမင်းတို့အန္တရာယ်တွေရောက်လာနိုင်တယ်ပေါ့ဖွဲ့စည်းတယ်မှာအန္တရာယ်မျိုးစုံရောက်လာလို့ဝိဝါဒံဘယတော်ဒိဋ္ဌဝါတုံးတူပြောဆိုကွဲလွဲလာပြီညင်ညခုံညပြီဆိုရင်အဲ့ဒါအန္တရာယ်ကြီးပဲမေတ္တာတွေခန်းချောက်လာမယ်ဒေါသတွေလျှမ်းတောက်လာမယ်မေတ္တာခန်းချောက်ပြီးတော့ဒေါသတွေရှမ်းတောက်လာပြီဆိုရင်ဒီလူဖွဲ့စည်းဟာသိတဲ့တန်ရုပ်ဘဝကိုတည်ဆောင်သွားတော့မှာပဲနောက်ကြတော့လေအဲ့ဒါလိုဖြစ်တယ်ဝိဝါဒံဘယတော်ဒိဋ္ဌောအဝိဝါဒင်းစခေဘတော်အဲ့ဒါလိုမဟုတ်ဘူးတူနဲ့တူအယူဝါဒတွေမကွဲပြားဘူးအပြောဆိုတွေတုံးနဲ့တူဆန့်ကျင်မတိမပြောကြဘူးဆိုလို့ရှိရင်ခေမတယ်ငြိမ်းချမ်းနေမယ်လူလောကမှာငြိမ်းချမ်းနေမယ်အေးချမ်းတယ်ပြဿနာတွေမရှိဘူးပြဿနာတွေကုန်နေတယ်ဘာမှမရှိဘူးသမက်ကတခိလာဟောထားတယ်တိုက်တွန်းတာဒါကြောင့်မလို့မင်းတို့သမက်ကသွားတူလာတူတမြေပေါ်မှာနေပြီးတမြေထဲနေတရေထဲတောက်ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေဟာတစိတ်ထဲထားနိုင်အောင်ကြိုးစားမယ်ဆိုရင်သမက်ကညီညွတ်ကြတယ်တခိလပြောဆိုမှုတွေပြည့်ပြည့်ကြပြည့်ပြည့်တယ်ဆိုတာတခိလဆိုတဲ့တကတွေးမယ်ဆိုရင်တခါဆိုတာမိတ်ဆွေတခါဆိုတဲ့စကားလုံးကမိတ်ဆွေနောက်ကတခါကနေပြီးတော့တခိလဆိုတဲ့အခါကျမိတ်ဆွေတို့ရဲ့စိတ်ဓာတ်မိတ်ဆွေတို့ရဲ့အနေအထားမိတ်ဆွေတွေဆိုတာတွေ့လိုက်ရင်တူနဲ့တူအဆင်ပြေနာနော်အလဘတန်လဘပြောကြတယ်ချစ်ချစ်ခင်ခင်ရှိကြတယ်လက်တွဲကြတယ်လှုပ်ရှားရှိတာလှုပ်ကြတယ်ဝိုင်းလှုပ်ကြတယ်ကူညီကြတယ်တခိလပြည့်ပြည့်အဲ့လိုမိတ်ဆွေရဲ့အနေအထားမျိုးဖြစ်အောင်နေကြလို့မြတ်စွာဘုရားတိုက်တွန်းတာသမက်ကတခိလဟောထဧတဗုဒ္ဓဒုတ္တတိဒါဗုဒ္ဓရဲ့အဆုံးအမပဲညင်ညွတ်ကြလို့ဆိုပြီးတော့ဟောတာအဲ့တော့နဲ့ပတ်သက်ပြီးတော့မညီညွတ်ရင်ဘာဖြစ်နိုင်သလဲတခါတော့ကပိလဝကတ္တာကေမင်းနေနဲ့
ကောလိယဒေသကတာကွေမင်းတွေဟာကောလိယတွေဟာအမျိုးတော်ကြတယ်သူတို့အဖေမျိုးနဲ့အမေမျိုးပေါင်းဆက်ထားခုပဲအမျိုးဒီပဲအမျိုးတာကိယနဲ့ကောလိယနှစ်ခုကြားမှာရောဟိနီဆက်မြစ်ငယ်မြစ်ကလေးတစ်ခုစီးဆင်းနေတယ်အဲ့ဒီမြစ်ရေကိုရလုံမှုနဲ့ပတ်သက်ပြီးတော့ရှေးအငင်းပွားတဲ့ပြဿနာပေါ်လာတယ်ဖះလက်ထက်ကအဲ့ဒီလိုပေါ်လာတဲ့အခါမြတ်စွာဘုရားကိုယ်တိုင်သွားရောက်ပြီးတော့ဆွေတွေမျိုးတွေကိုဖြောင်းပြပြီးပြောတာညီညွတ်ဖို့မညီညွတ်ရင်ကြွယ်ကြပြဲကြရင်အနေဖြစ်တယ်ဆိုတဲ့အကြောင်းတွေကိုဟောတဲ့ထဲမှာမြတ်စွာဘုရားဟောတဲ့ပုံဝုထုလို့ပြောခြင်းပြောပေါ့ပုံဝုထုဆန္ဒကလေးတစ်ခုဟောတဲ့ဇလန်းတွေအများကြီးရှိတဲ့ထဲမှာမညီညွတ်ရင်ဘလို့ပျက်စီးနိုင်တယ်ဆိုတာဟောထားတဲ့ဇလန်းလေးရှိတယ်အဲ့ဒီဇလန်းလေးကပုံဝုထုဆန္ဒသို့တော်တကယ်အဖြစ်ပြက်ပုံဝုထုတခါတလေကျတော့ပုံဝုထုဆံမိမဲ့လို့လောက်ကြံဖန်ပြီးတော့ပြောတဲ့ဟာမဟုတ်ဘူး true story ဆိုတာတကယ်အဖြစ်ပြက်ကိုပြောတာလည်းရှိတယ်နော်ထူးဆန်းတဲ့လောကကြီးမှာရှိတော့တကယ်အဖြစ်ပြက်တကယ်အဖြစ်ကို true story တကယ်ကိုအစစ်မှန်ဖြစ်ခဲ့တဲ့ဟာလူလောကသမိုင်းကြီးကအမတန်မှရှေ့ချတော့ရှေ့လျားတော့တကယ်အဖြစ်ပြက်တွေကလည်းရှိတယ်ပေါ့ဂျုံတွေ့မှုအဲ့တော့မြတ်စွာဘုရားအနေနဲ့ဒါကိုပြန်လှန်ပြီးတော့ဟောပြောတာ true story အနေနဲ့ဟောတာ950ဇတ်တွေက true story အနေနဲ့ဟောတာမဟုတ်တာကိုလုံးကြံပြီးတော့ဖန်တီးပြီးဟောတာမဟုတ်ဘူးမရှိတာကိုရှိလို့ပြီးဟောတာမရှိတာရှိလို့ဟောတာတွေကြတော့ပုံဝုထုလို့ခေါ်ကြတာပေါ့နော်ပုံပြင်လို့ပြောကြတာပုံပြင်လို့ပြောတာဆိုတော့ဥပမာပြောရမယ်ဆိုလို့ရှင်မြန်မာတွေဆိုင်ဝိုင်းနေမှာဖော်ပြထားတဲ့တိုးနေရဆိုတဲ့အကောင်ပင်စရူပယုတ်လေပင်စရူပယုတ်ဆိုတာတရဝါ9ကောင်ပေါင်းထားတာလေတကယ်ရောအဲ့ဒီကောင်မျိုးရှိသလားနောက်တစ်ခါမနုဿီဟာကိုနှခွလဲတကယ်ရောရှိသလားဆိုတော့အဲ့ဒါတွေကျတော့မီတီကယ်လို့ခေါ်တာသူတို့ပုံမြင်တဲ့ဟာပုံမြင်တဲ့ဟာအနေနဲ့ပြောတာ history နဲ့ historical နဲ့ mythical ကနှစ်ခုရှိတယ် historical ဆိုတာတမိုင်းမှာတကယ်တော့တကယ်ရှိခဲ့တာ historical ပြောတာတကယ်မရှိခဲ့ဘဲနဲ့ပုံဝုထုအနေနဲ့သာရှိခဲ့တာတွေကလည်းလောကမှာအများကြီးရှိတယ်လေအဲ့ဒီမနုဿီဟာဆိုရယ်လူချင်းသေးဆိုတဲ့အကောင်ကကိုခေါင်းတစ်လုံးထဲမှာကိုနှစ်ခုနဲ့ဆိုတကယ်မရှိဘူးမရှိတော့အဲ့ဒါ mythical လို့ခေါ်တာအဲ့ဒါမျိုးငှက်တွေပါလေလဲတချို့တကယ်မရှိဘဲနဲ့စိတ်ကူးရင်ပြီးတော့ထားရင်ဒါ mythical ပဲအဲ့လိုခေါ်တာအဲ့တော့အခု950ဇာတ်တွေကျတော့အဲ့လို mythical လို့မဆိုဘာလို့လဲဆိုရင်မြတ်စွာဘုရားကတစ်ချိန်တုန်းကသူကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့တာတွေပြန်ပြောတာဆိုတော့ mythical မဟုတ်ဘူးလို့ပြောပုံဝတ္ထုမဟုတ်ဘူး true story တွေပဲတမိုင်းကြောင်းကြီးကအလွန်ရှည်လျားနေတော့တကယ်ဖြစ်ပျက်ခဲ့တာလို့ပဲမှတ်အမှားပဲအဲ့ဒီဇာတ်လမ်းလေးကတော့ဒီလိုပါဖန္ဒနာဇတ်လို့ခေါ်တယ်ဖန္ဒနာဆိုတာကျုပ်ပင်ပါဠိလိုဖန္ဒနာမြန်မာလိုကျတော့ကျုပ်ပင်ကျုပ်ပင်မြင်မှုတဲ့လူလည်းရှိမယ်မမြင်ဘူးတဲ့လူလည်းရှိလိမ့်မယ်ဖန္ဒနာဇတ်ကကျုပ်ပင်နဲ့ဝက်ဝံတို့ရဲ့ဇလံလေးတစ်ခုပေါ့ကျုပ်ပင်ကအသက်မရှိဘူးဝက်ဝံကအသက်ရှိတယ်ပေါ့အဲတရိစ္ဆာန်ပါတယ်တက်မဲ့ပါနေတယ်ဇလံထဲမှာဗာရဏသီကပြမနာလက်သမားကြီးတယောက်ဟာဟိမန္တတော်ရဲ့ဝင်ရောက်လာတယ်ဟိမန္တတော်ရဲ့ဝင်ရောက်လာပြီးတော့မကြာခဏဟိမန္တတော်သွားပြီးတော့တစ်ကောင်းဝါကောင်းတွေရှာပြီးတော့ခုတ်ယူအဲ့ဒီတစ်တွေကိုခုတ်ယူသွားပြီးတော့သူကဘာလုပ်တာလဲဆိုမြင်းလဲလို့ခေါ်ခြင်းခေါ်ပေါ့မြင်းရထားပါဠိစာပေရထလို့သုံးတာဆိုမြင်းရထားလုပ်ငန်းကိုလုပ်တယ်သူကလဲဘိန်းနေလို့ဟာတွေဘိန်းနေလုပ်တယ်ဝင်ရိုးတွေလုပ်တယ်
အဲ့ဒီမြဲထားလုပ်ငန်းကိုလုပ်တဲ့ဆိုအသားပြိုးဆုံးသူကလိုအပ်တယ်အဲ့တော့သူထုံးစံအတိုင်းဗာရဏသီကနေပြီးတောအုပ်ထဲဝင်ရောက်ပြီးတော့တက်ကောင်းဝါကောင်းရှာခုတ်ပြီးဟိုမှာမြင်ထားတွေလဲတွေလုတ်ပြီးတော့ရောင်းချစားတော့တာသူကအဲ့ဒါနဲ့အသက်မွေးတာဒါသူ့အသက်မွေးထုံးစံတစ်ခုပေါ့နော်အဲ့ဒါလို့အသက်မွေးတယ်တကယ်ကျတော့ဘာကြုံလာတော့ဆိုတော့သူတော်တဲ့ဝင်ရောက်တဲ့အခါမှာထူးဆန်းတာတစ်ခုကြုံတယ်အဲ့ထူးဆန်းတဲ့အဖြစ်အပျက်ကဘာဖြစ်တာတော့လို့ဆိုသူကရဲတင်းတို့ပစိန်တို့ရဲတင်းပေါ့လေခုခေတ်မှာရှေးတုန်းကတော့ဓမ္မတဲ့ရဲတင်းကိုကင်တာများတယ်ရဲတင်းဆိုတာဟိုဓာတ်လို့ဓာတ်ကတော့ဓာတ်ဝင့်ရတဲ့အခါကျတော့မဝင့်တာတဲ့နေရာမှာခုတ်လို့ခက်တယ်ရဲတင်းကတော့မိသားသမားတွေကင်တာတွေ့လို့ခက်ခဲတွေမှာဆိုရဲတင်းနဲ့ခုတ်တာပေါ့နော်အဲ့ဒီဓမ္မအစားပါဠိကတော့ကုထာရီလို့သုံးတာကုထာရီဆိုတာဓမ္မလို့လည်းပြန်တယ်ရဲတင်းလို့လည်းပြန်နိုင်တယ်ပေါ့အဲ့ဒီလက်နက်ကရိယာတွေယူပြီးတော့အဲ့တော့ရဲတင်းတို့ဓာတ်တို့ဓာတ်လောက်ပဲရှိသေးတာခုခေတ်ကျတော့နော်လွှတ်တွေပါတွေရတယ်ဆက်လွှတ်တွေယူသွားတာတောင်မို့သစ်ပင်တပင်ဆိုဝုန်းဆိုခဏလေးတင်ပြတ်တယ်ရှင်းတော့အတော်ခုတ်ရမှာခုခေတ်ရတဲ့တစ်တော်ကတရထဲခဏတိတ်တင်ပြောင်းသွားနိုင်တဲ့အကုန်လုံးသူကလူ3ယောက်လောက်နဲ့အဖွဲတော်ရဲရောက်သွားတယ်အဲ့ဒီချိန်မှာဝတ်ဝင်ကြီးတွေကောင်းနဲ့တော့တွေ့တော့သူတို့ကလည်းတစ်ပင်နေဟိုချိတီချိတယ်တစ်ပင်ဖြောင်းတဲ့ဟာတို့အကိုင်းဖြောင်းတဲ့ဟာတွေတို့ခုတ်ယူဖို့ရသူလိုက်ရှာနေတယ်ချင်းအဲ့မှာထူးထူးဆန်းဆန်းဝတ်ဝင်ကြီးကနေပြီးတော့သူတို့လာတာကိုတစ်ပင်အောက်ကအသာနေရင်ကနေလူတွေရဲ့ဘာသာစကားနဲ့ဝဲဝံပြောတယ်တော့တရိษံကလူစကားပြောတယ်ဆိုတာဖြစ်တောင်ဖြစ်ခဲ့ပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့ပုံမြင်လို့လည်းထင်ကြတယ်ဒါပေမဲ့ရမယခါရှိတတ်တယ်ဖြစ်တတ်တယ်ပေါ့ဒါတွေရမဖြစ်ဘူးလို့ပြောလို့မရဘူးအဲ့ဒီဝဲဝံကနေပြီးတော့ဒီလက်သမားကြီးကိုပြမနာလက်သမားကြီးမော့ပြီးတော့တစ်ပင်ကြီးရှားနေတာကြည့်တော့သူကမေးလိုက်တယ်ဘယ်တစ်ပင်ခုတ်ချင်လို့ရှားနေတာလဲဘာကိုခုတ်ချင်တာလဲဘာသားကိုလိုချင်တာလဲလို့မေးလိုက်တော့ပုံနာကြီးကအတန်ကြားလို့ကြည့်လိုက်တော့ဝဝုံကြီးကသူတို့မေးနေမှသိတာအဲ့မှာစိတ်ထဲမှာတော့ထူးဆန်းသွားတာအံ့ဩသွားတယ်အံ့ဩသွားပြီးတော့ငါဒီနေ့ထူးဆန်းလိုက်လားပေါ့လူစကားပြောတဲ့တိရစ္ဆာန်နဲ့တွေ့နေအဲ့လူဘာသာနဲ့ပြောတဲ့အခါသူကလည်းဟာဘာသာစကားတတ်တယ်ဆိုတော့သူပြန်ပြောလိုက်တယ်ယထာဘိအတွက်ယထာလှုပ်ခြင်းလို့လှဲလှုပ်ခြင်းလို့ယထာဘိလှဲဘိအတွက်အသားရှာနေတာပါလို့ပြောတယ်အဲ့ဒါနေစတာသူအသားရှာနေတာပါလို့ပြောတော့အဲ့ဒီဝဝညသူအသားရှာတယ်ဆိုတော့သူကဆက်ပြောတာအဲ့ဆက်ပြောတာကိုပါဠိစာပေနဲ့မှတ်တမ်းတင်ထားတဲ့အခါသူကတစ်သားရှာတယ်ဆိုဘယ်ပင်ဘယ်သားကောင်းတယ်ဆိုတာသူကညွှန်ပြတယ်နေဝတ္တလောနခတိတော်ယထာလုပ်ဖို့လားယထာလုပ်ဖို့ဆိုရင်အင်ဂျင်ပင်ကလည်းမကောင်းဘူးအင်ဂျင်သားလည်းမကောင်းဘူးတဲ့ရှားသားလည်းမကောင်းဘူးတဲ့နော်အင်ဂျင်သားလည်းမလုံးနဲ့ရှားသားလည်းမကောင်းဘူးရှားလို့ဆိုတာအနှစ်ရှိတယ်လေမာတော့မှာအင်ဂျင်သားလည်းအနှစ်ရှိတယ်သူကပြောတာတော့နေဝတ္တလောအင်ဂျင်သားလည်းမကောင်းပါဘူးနာခတိတော့ရှားပင်ရှားသားလည်းမကောင်းဘူးနတ္တကံတော့မြင်းနာပင်ဆိုတဲ့အပင်မျိုးအသားလည်းမကောင်းဘူးတဲ့
ခုတော်တော်မြောင်းကိုသားဆိုတာဘယ်ကောင်းမလဲတဲ့အဲ့တော်ထဲမှာပေါက်တဲ့အပင်တွေအင်းကြီးမေရှိတယ်ရှားပင်တွေရှိတယ်မြင်းနာပင်တွေရှိတယ်နောက်မြောင်းကိုပင်တွေရှိတယ်အဲ့ဒါတွေကိုသူကကြည့်ပြီးတော့အဲ့ဒီပင်တွေရဲ့အသားတွေကမကောင်းပါဘူးတဲ့ရုပ်ခောစဖဏနောနာမတန္တာရုံနေမိယံတန်လာဒီသုံးသိတဲ့အသားတော့အလွန်ခိုင်ပြီးတော့အလွန်ကောင်းတဲ့အသားတော့ကျုပ်ပင်ကအသားပဲဖြစ်ပါတယ်အဲ့နောက်မှလည်းကျုပ်ပင်ကြီးရှိတယ်အဲ့ကျုပ်ပင်အောင်ကနေသူပြောတာလက်သမားဆရာကြီးစိတ်ကူးမလို့နဲ့စိတ်ကူးမလွဲနဲ့ကျုပ်ပင်သားဟာအကောင်းဆုံးပဲခမရလုပ်ချင်တဲ့ယထာအတွက်ကျုပ်ပင်သားအကောင်းတယ်ဘာဖြစ်လို့သူကကျုပ်ပင်ကိုဝက်ဝံကပြောတာတော့ဆိုမကြခင်ကသူကကျုပ်ပင်အောင်မှာအိတ်နော်ကျုပ်ပင်အောင်အိတ်နေတဲ့အချိန်မှာတောဆိုတာတခါလေကနေတိုးတယ်လေတိုးလိုက်တော့ကျုပ်ပင်ကအကိုင်း6ကလေးတွေကသူလေတိုးလို့ကြပြီးတော့အိပ်ပျော်နေတဲ့ဝဲဝံကြီးရဲ့ပခုံးမော်နည်းနည်းကြီးတဲ့ကျုပ်ပင်ကိုင်းကြီးကကြလိုက်တော့ဖြုတ်ခနဲ့ဆိုလန့်ပြီးတော့နာလဲနာသွားတယ်နည်းနည်းနာသွားတယ်ကျုပ်ပင်ကိုင်းကသူ့ပေါ်ကြလိုက်တဲ့အခါလန့်ဖြန့်ပြီးတော့ထပြေးတယ်ထပြေးတော့သူစိတ်ကလည်းဆိုးသွားတယ်ငါအိတ်နေတာငါပေါ်မှာဒီကိုင်းချမလားအထာနာကောပလို့ခေါ်တယ်လူဆိုတာလေခလုတ်တက်ရင်ခလုတ်ဆဲတဲ့လူတွေရှိတယ်လေခလုတ်သူဟာသူနေတာသူကသူဝင်တိုက်ပြီးတော့ခလုတ်ဆဲတဲ့လူဟာရှိသေးတယ်ဒါရှိတယ်သဘာဝငယ်တော့ရွာဘက်မှာဆိုကြားဘူးတယ်လူကြီးတယောက်ကစိတ်ဆိုးတယ်စိတ်တူတယ်သူကတလန်းလုံးလေကိုကျိုးဆွဲပြီးတော့တက်လာခဲ့တာရေးစမ်းမှာရွာသားရောက်တဲ့အခါမှာလေလေးကဖြူဖြူတိုက်လာတော့အဲ့ကြတော့မှရွက်လွန့်ကဲခုမှတိုက်စမ်းกว่าမင်းတိုက်တော့ငါလွန့်သွားမယ်ဆိုရွာရောက်ရဲ့တန်းနဲ့လေမဆိုင်ဘဲနဲ့ဟိုးအထက်ထီအောင်တိုက်သွားရွာကျော်ရွက်လွန့်ဆိုတာအဲ့ဒါပြောတာစိတ်တူတာစိတ်ဆိုးတာစိတ်ဆိုးပြီးခုမှတိုက်ရမလားလို့ဆိုလေကိုစိတ်တူတာအဲ့ဒါကိုအထာနာကောပလို့ခေါ်တယ်အထာနာကောပဆိုတာစိတ်မတူရမယ့်ကိစ္စတွေမှာစိတ်တူတာလူဆိုတာအဲ့တိုင်ပဲနော်ခလုတ်တိုက်ရင်ခလုတ်ကိုခြေထောက်နဲ့ခတ်ပစ်တာတို့လှုပ်တဲ့လူတွေရှိတယ်စိတ်တူတယ်လို့အဲ့ဒီခုနကရွာကျော်ရတဲ့လူကြီးပဲသူကမန္တတွေပါလေစောက်တဲ့ထဲမှာသူလှုပ်တဲ့အခါမန္တကံမလို့လှုပ်လိုက်လေပွေရတိုက်လိုက်ဆိုတော့စိတ်ဆိုးပြီးတော့လေကိုဓာတ်နဲ့ရန်တာလဲသူပဲဒါတကယ်ပဲသူလှုပ်တာအဲ့တော့လောကကြီးမှာလူတွေဟာနေပူရမလားလို့ဆဲတယ်လေတိုက်ရမလားလို့ဆဲရတယ်တချို့လူတွေကလေအလုံးလျော်စိတ်တူအဲ့ဒါကိုအထာနာကောပလို့ခေါ်တယ်အရာမဟုတ်အကြောင်းမဟုတ်ဘဲနဲ့အလကားစိတ်တူနေတယ်ပေါ့အဲ့လိုလူမျိုးကရှိတယ်နော်အဲ့ဒီဝဲဝံကြီးကလည်းအဲ့တိုင်ပဲသူကသူသစ်ကိုင်းကြိုးကြတာဘာတတ်နိုင်မှာသူအဲ့ဒီအောင်အိမ်တယ်ဒါပဲစိတ်ကတူပြီးတော့ဒီကျိုးပင်ကိုအမြင်ကတ်သွားတော့ပြန်လှည့်ကြည့်တယ်ကြောက်ပြီးတော့ပြေးပြီးတော့ပြန်ကြည့်လိုက်တဲ့အခါမှာသူ့နောက်ကလိုက်လာတာရန်သူတစ်ခုမှမတွေ့ဘူးကျုပ်ပင်ကြီးပဲတွေ့တော့ငါအိတ်ထာကိုတမင်သက်သက်အကိုင်းချိုးချတယ်ဆိုပြီးတော့ကျုပ်ပင်ကိုရန်လောက်တယ်သူဒါမလုပ်ဘူးမရှိနဲ့နော်လူတွေလည်းလုပ်တယ်ဒါပြောအဲ့ဒီလိုကျုပ်ပင်ပေါ်မှာသူရန်ညှိုးထားတာရန်ညှိုးထားတော့ခုနကရဲရင်တို့ဒါတို့နဲ့ဝင်လာတဲ့လူကြီးတွေ့တော့ဒီကျိုးပင်ကိုရန်ညှိုးထားပြီးတော့ခုတ်ဖို့ရအတွက်သူကလှမ်းပြောပြီးကျိုးပင်ကြီးခုတ်ခိုင်းတာအဲ့တော့ကျိုးပင်ကတော့တက်မဲ့ဆိုတော့စိတ်စေရနာမရှိဘူးအဲ့ဒီကျိုးပင်မှာနေတဲ့နတ်ကတော့စိတ်စေရနာရှိတာပေါ့ဘာမဆိုင်ညာမဆိုင်နဲ့သူနေတဲ့အဆောက်အအုံကြီးကိုဝဲဝံကလက်ညှိုးထိုးပြီးခုတ်ခိုင်းနေပြီဆိုတော့စဉ်းစားကြည့်လေ
နတ်ကလည်းငါအိမ်ဖြက်စီးတယ်ဆိုသူကြိုက်မှာမဟုတ်ဘူးလေဝက်ပြီဟိုတင်းမို့ဝက်ဝင်ကြီးပဲချမ်းသာပေးမှာမဟုတ်ငါကိုလက်ညှိုးထိုးပြီးငါဗိမာန်ပျက်စီးအောင်လုပ်တယ်ပေါ့သူ့ဘာသူကိုင်းကြိုးကြတာဘာတတ်နိုင်မှာလဲဒါပေမဲ့လို့ဒီပင်ကိုလက်ညှိုးထိုးပြီးတော့သူကခုတ်ခိုင်းနေပြီမင်းလှုပ်လို့ရှိရင်တော့ငါဗိမာန်မင်းဖြတ်တာမင်းလည်းသိစေမယ်ဆိုပြီးတော့ရှုပ်ကစိုးနတ်ကသူကလည်းပဲငါပင်ခေါ်ရင်တော့မင်းတော့ငါလှုပ်မှာပဲဆိုဒေါသနဲ့ပြန်ပြီးတော့တုတ်ပြန်ထားတယ်ဒါတွေကလောကမှာတကယ်ဖြစ်နိုင်တာတွေကြီးပဲနော်အဲ့တော့လက်သမားဆရာကြီးကိုပြောတယ်အကောင်းဆုံးကတော့အင်းကြီးပင်လည်းမဟုတ်ဘူးနော်ဒီရှားပင်လည်းမဟုတ်ဘူးမြောင်းကိုပင်လည်းမဟုတ်ဘူးညနာပင်လည်းမဟုတ်ဘူးအကောင်းဆုံးကတော့ချုပ်ပင်ပဲတဲ့ကျို့သားဟာသိကောင်းတယ်ပေါ့အဲ့လိုပြောတဲ့အခါကျတော့လက်သမားဆရာကြီးကျို့ပင်မသိတဲ့သဘောပေါ့အဲ့ကျို့ပင်ဘယ်မှာရှိလဲလို့သူကမေးတယ်ကိရိတာနိကိရိတာနေတပတ္တာနိခန္နောဝပနတာကိရိတောပုထ္ထောမေတ္တမအခါဟိကထံဇာနေမှုယထာဇာနေမှုဖန္နနာလက်သမားဆရာကြီးကျိုးပင်ဆိုတာကအရွက်ကဘယ်လိုပုံစံရှိသလဲတဲ့သူ့ရဲ့ပင်စီကဘယ်လိုပုံစံရှိသလဲတဲ့နော်ကျိုးပင်ကိုမမြင်ဘူးလို့မြင်ဘူးတောင်မှပဲကျိုးပင်အကြောင်းကိုပြောပြသမှာကျိုးပင်ဆိုတာဘယ်လိုဟာဆိုပြောပြသမှာပြောတော့ဝဝညက်ပြောတယ်ယတတခပလံပန္တိကျိုးပင်ဆိုတာဗျာတဲ့အကိုင်းတွေကတွဲလေးအောက်ကျနေတယ်ညွတ်ကျနေတယ်ကျိုးပင်ဆိုတာတချို့ပင်တွေကလေအောက်တွဲကြတယ်လေတချို့ပင်တွေကအထက်ကားတက်တယ်လေခြားပါပါနာတို့ဘာလို့ကြက်ထက်တက်ကော့နေတာရှိတယ်အောက်တွဲကြနေတဲ့ပင်ကလည်းရှိတယ်သူမျိုးနဲ့သူပဲပေါ့အကျိုးပင်ဆိုတာအကိုင်းတွေကအောက်တွဲကြနေတာနယ်သာလန်နိုင်ငံရှောက်တုံးကအဲ့တော်ကြီးထဲမှာသုတ်တန်ကြီးတစ်ခုရှိတယ်အဲ့သုတ်တန်ဆိုရင်တသက်ရဲ့သူတို့လှုပ်ထားတာဆိုအဲ့သုတ်တန်နာရောက်တဲ့အခါကျတော့တစ်ပင်ကြီးတွေကဆွေဖားလားချထားတဲ့ပုံစံကြီးအကိုင်းကြီးတွေကလဲပြီးတော့အောက်မှာနေတာရုံလေးတွေကအဲ့ဒီအောက်မှာနေကြတာတကယ်ထူးဆန်းတဲ့အဲ့တစ်ပင်မြင်မှုတယ်ဒီကမြင်ခဲ့တာလူလှုပ်ထားတာမဟုတ်လူရဲ့စပင်ကိုဖားလားချထားသလိုပဲအပေါ်အကိုင်းတွေကအောက်ကနေကွေးပြီးတော့မြေကြီးကိုသွားတိုက်တယ်ဒီဗမာပြည်မှာလဲဟိုအတော့ကအရွက်လဲပင်နေရှိတယ်လေတရုတ်တယ်လို့လဲခေါ်ကြတယ်ရွှက်ကားပင်ရှိတယ်အောက်ကိုရွက်တွေလဲကျနေတဲ့ပင်ရှိတယ်အဲ့ဒီသစ်ပင်ကြီးတွေကတကယ်စပင်ဖားရချထားတဲ့ပုံစံကြီးတွေပြင်ဒီပင်ကြီးတွေဘာပဲလို့ဆို weeping tree လို့ခေါ်တယ်တဲ့ငိုးနေတော့သစ်ပင်များလို့ဆိုပြီးတော့အဲ့ခေါ်တယ်ထူးထူးဆန်းဆန်းပဲနော်သုတ်တန်နဲ့တော့ကိုက်နေတာ weeping tree တဲ့အဲ့မှာတွေ့ရတယ်ထူးဆန်းအဲ့ဒီလိုသစ်ပင်ရဲ့ပုံသဏ္ဍာန်ကိုပြောပြတာကျုပ်ပင်ဆိုတာတဲ့သူ့ရဲ့အရွက်ကအောက်တွဲလေးကျနေတယ်တဲ့ပြီးတော့အဲ့ဒီအရွက်ကိုဆွဲခိုလည်းပဲမကျိုးဘူးတဲ့တော့တဲ့မဆက်ဘူးပေါ့ဟောလို့ကြတော့ကျိုးတချို့အကိုင်းကြတော့မကိုင်းလိုက်နဲ့ကျိုးဆက်ဥပမာမကြီးပင်တို့ဆိုအကိုင်းသေးသေးလေးလေကိစ္စပြုလူခိုစီးမကျိုးတချို့ကကြကျိုးကြတယ်အကိုင်းကြီးတောင်ကျိုးကြတယ်မကျိုးဆက်ဘူးပေါ့အဲ့ကျိုးပင်ဟာအကိုင်းကလည်းမကျိုးဆက်ဘူးတဲ့အဲ့ဒီအပင်မျိုးသောရုခောဖန္နနောနာမယတမူလေအဟံထိတော်တယ်ကျွန်ုပ်ရက်နေတဲ့တစ်ပင်အဲ့ဒီတစ်ပင်မှာကျွန်ုပ်ရက်နေတာအဲ့ဒါကျိုးပင်ပေါ်တဲ့သူရက်နေတဲ့
အဲ့ဒီအပင်အောက်မှာသူရနေတာတဲ့ကျိုးပင်ဆိုတာဒီပင်ပဲလို့ပြလိုက်တယ်အရဏံစက္ကနာဘိနံဣတာနေမိရထသသသဗ္ဗတတိကမ္မနိယောအယံဟိတတိဖန္နနောဒီကျိုးပင်သားဟာနော်ဘီးလို့တဲ့အခါထောက်တန်နေလုံးမလားဘီးရဲ့အကွတ်လုံးမလားယထာရဲ့ယထာသံဆိုတဲ့အချောင်းအနေနဲ့သုံးမလားအကွတ်အနေနဲ့သုံးမလားယထာတစ်စင်းလုံးအတွက်တော့အမတန်သုံးလို့ကောင်းတဲ့အသားဖြစ်ပါတယ်လို့ဘုရားဝန်ကြီးကအဲ့ဒါလို့ပြောလိုက်တယ်အဲ့လိုပြောလိုက်တဲ့အခါကျတော့လက်သမားကဟန်ကြားလိုက်တာဒီကန်ကောင်းလိုက်တာကျုပ်ပင်ကြီးအောင်ရောက်နေတယ်ကျုပ်ပင်ကကောင်းတယ်လို့ဝဲဝုံကလည်းပြောတယ်တရိစ္ဆာန်တဲ့ကောင်ငါအကူကြီးပေးတယ်ဆိုအဲ့ကျုပ်ပင်ကြီးခုတ်ကျုပ်ပင်ခုတ်တဲ့အခါကျတော့ကျုပ်ပင်ခုတ်ပြီးတော့နေတဲ့အချိန်လေးမှာကျုပ်ပင်ခုတ်မလို့လုံးနေတဲ့အချိန်မှာကျုပ်ပင်ဆောင်နတ်ကဘွားကနေခီးသွားရအောင်ဆောင်ပြီးတော့သူတို့နောက်ကနေလူတယောက်တော်တယ်ဖြတ်လာတဲ့ပုံစံမျိုးနဲ့ပြလိုက်တယ်။ခြေတံကြားလို့ကြည့်လိုက်တဲ့အခါကျတော့ခီးသွားယောက်ျားခမရဘာလုပ်တာဘာလုပ်မလို့လဲဆိုတော့ဒီယထာအတွက်ကျတို့ကျုပ်ပင်ကြီးခုတ်ဖို့စဉ်းစားနေတာလို့ဆိုတော့အဲ့ဒီယထာမှာပို့ပြီးတော့ခိုင်ငှအောင်ဒီယထာလုတ်တဲ့အခါမှာနေမိဆိုတဲ့ဘင်းရဲ့အကုတ်အနေနဲ့အကောင်းဆုံးထဲ့ခြင်းတယ်မဟုတ်လားတဲ့အကောင်းဆုံးထဲ့ခြင်းဝက်ဝန်ရည်ဟာအကောင်းဆုံးပဲတဲ့ဒါပြဝန်ရည်ဟာအကောင်းဆုံးပဲတဲ့အဲ့ဒါခမရယထာဒီဟုတ်ပြီကျုပ်ပင်သားအကောင်းတယ်တဲ့မဆိုးဘူးတဲ့ကျုပ်ပင်သားအကောင်းတယ်ဒါပေမဲ့လို့အဲ့ဒီကျုပ်ပင်နဲ့လုပ်တဲ့ယထာဘီကိုအကုတ်နဲ့ပြမကနေကုတ်ဖို့ရအတွက်ကချီနှောင်မို့ရအတွက်ကတော့ဟောဒီဝဲဝင်ရဲ့လေဝင်းသားဟာအကောင်းဆုံးပဲအရေးဟာအကောင်းဆုံးပဲလို့သူကလည်းဒါခုခေတ်ဆိုဂျင်းထဲလိုက်တာပေါ့နော်သူတစ်ပင်ခုံမှာဆိုတော့အဲဒီဝဲဝင်မှာသိအောင်လုပ်တာသူတစ်ပင်ဝဲဝင်မှာအဲ့လိုပြောလိုက်တော့ဒါဖြင့်ဝဲဝုံကဘယ်မှာရှားမှာတော့ဆိုအဲ့ဒီနားနေမဲ့အဝေးကြီးမရောက်သေးဘူးအဲ့ဒီဝဲဝုံရှိတယ်တဲ့ခင်ဗျားသွားပြီးတော့သူပဲဒီတစ်ပင်ကိုညွှန်ထားတာဆိုတော့တဲ့သူ့ကိုဘယ်နာခုတ်အောင်မလဲလို့သွားမေးတဲ့မေးရင် तू ကလိုက်ပြလိုက်မယ်တဲ့တစ်ပင်ကိုနှုတ်သီးနဲ့ထိုးပြီးတော့နာဒီနာခုတ်လို့ तू ပြောလိုက်မယ်တဲ့အဲ့ကြရင်တော့ခင်ဗျာအသာလေးပဲတဲ့သူ့ကိုခုတ်လိုက်ရုံပဲတဲ့တတ်လိုက်ရုံပဲသူကနီးပေးလိုက်တာနတ်ကနေပြီးတော့နီးပေးလိုက်တယ်အဲ့ဒါနဲ့ကြည့်လိုက်တော့ဝဲဝုံအသိအဝေးကြီးမရောက်သေးဘူးဒါနဲ့ဝဲဝုံလာပါဦးမျိုးခမရပြောတဲ့ကျိုးပင်ကိုဘယ်လိုခိုးအောင်လဲဘယ်နာအစားခိုးအောင်လဲဆိုအဝဲဝုံကြီးတဲ့ဝမ်းသာအားရနဲ့လာပြီးတော့ဒီနာခုတ်ပါဆိုပြီးတော့နှုတ်သီးနဲ့ထိုးပြအဲ့လိုပြနေတဲ့အချိန်မှာနောက်ကနေဓာတ်နဲ့ပိုင်လိုက်တယ်ဝဲဝုံကြီးကဲဟိုကဝဲဝုံကြောင့်တစ်ပင်ကိုခုတ်ခံရတယ်နော်အဲတစ်ပင်စောင်းတဲ့ယောဂစိုးနတ်ရဲ့ဒီယောဂစိုးနတ်ကြောင့်ဝဲဝုံကြီးကလည်းသိရတယ်အဲ့တော့တယောက်နဲ့တယောက်အာဃာတထားပြီးတော့မငြိမ်းချမ်းဘူးဆိုလို့ရှိရင်တစ်ပင်လည်းခုတ်ခံရတယ်ဝဲဝုံလည်းသိတယ်လူတွေအတွင်းမှာတူနဲ့တူဒီလိုလုံးကြမယ်ဆိုလို့ရှိရင်အားလုံးအသင်းဖွဲ့ကြီးပျက်စီးသွားနိုင်တယ်ဆိုတော့မြတ်စွာဘုရားဟောတာအဲ့တော့ဝဲဝုံလည်းသိရတယ်ကျိုးပင်လည်းဖြတ်ခံလိုက်ရတယ်နှစ်ခုစလုံးကောင်းစားသွားတာတော့လက်သမားကြီးကကောင်းစားသွားတာကောင်းစားတဲ့လူကတယောက်ရှိတော့တိုင်းပြည်တစ်ပြည်မှာလည်းအဲ့လိုလူမျိုးတွေရဲ့အတီးအတီးထဲမှာလူအတိုင်းဝိုင်းထဲမှာတယောက်နဲ့တယောက်အဲ့လိုဒုက္ခရောက်အောင်လုံးနေကြမယ်ဆိုလို့ရှိရင်မတည့်ကြဘူးဆိုရင်
ဒီလူကလည်းသူ့ပြစ်ပြောဟိုလူကလည်းသူ့ပြစ်ပြောတယောက်နဲ့တယောက်အပြစ်တွေတင်ပြီးတော့လုံနေကြမယ်ဆိုလို့ရှိရင်တဲ့ခံရမှာဘယ်သူတုံးဆိုရင်နှစ်ခုစလုံးပဲဘယ်သူမှမကောင်းစားဘူးနှစ်ဦးစလုံးပဲဒုက္ခရောက်ကြမှာပဲချင်းများတဲ့အုပ်စုနှစ်စုစလုံးဒုက္ခရောက်မယ်လို့သူတို့ဆိုလို့တယ်နော်အဲ့ဒီမှာမြတ်စွာဘုရားဟောတဲ့တရားလေးကမှတ်သားစရာကောင်းတယ်ဒါကဒီဇလန်းလေးကိုမြတ်စွာဘုရားကပြောပြီးတော့အဲ့ဒီတုန်းကတဲ့ဒီဝဲဝန်နဲ့ကျုပ်ပင်ဆောင်နတ်တို့ရဲ့ရံညှိုးချောင်ကျုပ်ပင်ဆောင်ကျုပ်ပင်လည်းသေတယ်ဝဲဝန်လည်းသေရတယ်ဆိုရံညှိုးကိုယ်တိုင်တွေ့ခဲ့တာတော့အဲ့တောထဲမှာတစ်ပင်တစ်ပင်ရဲ့တောဆောင်နတ်ရုပ်ကစိုးဖြစ်နေတဲ့ဖရာလောင်းသူကိုယ်တိုင်တွေ့ခဲ့တာဒီဇလန်းတောထဲမှာသူကိုယ်တိုင်တွေ့ခဲ့တဲ့အကြောင်းပြောပြနော်သူကိုယ်တိုင်မြင်ခဲ့တာအဲ့ဒီဖြစ်ပျက်ကိုအဲ့ဒါကိုမြတ်စွာဘုရားတတိပေးတဲ့အနေနဲ့အချင်းမများဖို့ဟောတဲ့တရားလေးကမှတ်သားစရာကောင်းတာ။ဘာဟောတော့ဆိုအိစေဝံဖန္နနောအိတ်တံအိတ်သောစပဏဖန္နနာအညမညဝိဝါဒေနအညမညပက္ခတယုံရှင်းရှင်းလေးပဲဘုရားပြောတာဒီတိုင်းပဲကွာတဲ့ဒီကျုပ်ပင်ကလည်းကျုပ်ပင်ကဆိုတာကျုပ်ပင်ဆောင်နတ်ကိုပြောတာတိကျတော့ကျုပ်ပင်ဆောင်နတ်ကလည်းဝဲဝန်သေးအောင်လုပ်တယ်ဝဲဝန်ကလည်းကျုပ်ပင်ပြိုလဲအောင်ကြိုးစားခဲ့တယ်အညမညဝိဝါဒိနတယောက်နဲ့တယောက်အစင်မပြေကြတဲ့အခါမှာအညမညမဂ္ဂတေုံချင်းချင်းဖြည့်စည်းကြတာပေါ့နော်ကျုပ်ပင်ဆောင်ကကျုပ်ပင်ဆောင်နတ်ကလည်းကျုပ်ပင်ဆုံးရှုံးသွားတယ်ဝဲဝန်ကလည်းအသက်ဆုံးရှုံးသွားတယ်နှစ်ဦးစလုံးကဘယ်သူမှအမြတ်မရဘူးဆုံးရှုံးသွားတယ်ချင်းချင်းတတ်လိုက်ကြတာတဲ့ဧဝမေဝမနုဿနံသင်္ကန်းစာယူကြတဲ့လူအတိုင်းဝိုင်းမှာလည်းပဲဝိဝါဒောယထစာယတိလူအတိုင်းဝိုင်းမှာလည်းပဲတယောက်နဲ့တယောက်အငင်းပွားနေကြမယ်တစုနဲ့တစုအငင်းပွားနေကြမယ်တပါတီနဲ့တပါတီအငင်းပွားနေမယ်တအုပ်စုနဲ့တအုပ်စုအငင်းပွားနေကြမယ်ဆိုလို့ရှိရင်တဲ့မယူရနစ္စံနစ္စန္တိထောင်းကကနေကြတာဖြစ်တယ်ဒီစကားလေးသုံးလိုက်တာမြတ်စွာဘုရားမယူရဆိုတာထောင်းနစ္စဆိုတာကထောင်းကကရဲဆိုတဲ့စကားဘယ်လိုအဓိပ္ပာယ်ပေါ်တာတော့ထောင်းများဟာအမီးဆန်ကြီးကိုဖြတ်ပြီးတော့ကတဲ့အခါကျတော့နောက်ကနေကြည့်လို့ရှိရင်စုပ်အုပ်ပေါ်သွားတယ်သူတသလုံးအမီးနဲ့ဖုံးထားတာကြီးကိုဖွင့်ပြလိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒါကိုထောင်းကကတယ်လို့ခေါ်တယ်အဲ့အဓိပ္ပာယ်ဘာတော့ဆိုလို့ရှိရင်တယောက်နဲ့တယောက်မတည့်ဘူးဆိုရင်ဟိုလူကလည်းသူ့အပြစ်ပြောဒီလူကလည်းသူ့အပြစ်ပြောနေဆိုတယောက်တယောက်အပြစ်တွေဖော်ကြတော့အရှက်တွေကုန်းကုန်တာပေါ့အဲ့ဒါထောင်းကကတာလို့ခေါ်တယ်ထောင်းဟာအကကောင်းပေမဲ့အမီးဆန်လှပေမဲ့လို့ငှက်တွေထဲမှာသူဘယင်းမဖြစ်ဘူးဘာလို့ဘယင်းမဖြစ်တာတော့ဆိုခုနကကလိုက်တဲ့အခါမှာအရှက်မဲ့သွားလို့ကဘာဥကာလမှာငှက်တွေကမင်းမြောက်ဖို့ကြည့်တဲ့အခါမှာထောင်းကလှပတယ်ပေါ့လှတယ်လူရွေးတယ်လူတွေကလည်းပညာရှိတဲ့မဟာသမဒဆိုတဲ့လူကိုရွေးပြီးတော့မဟာသမဒမင်းခန့်တယ်ပေါ့လေမနုဆိုတဲ့လူကိုရွေးပြီးမဟာသမဒမင်းခန့်တယ်သားကောင်တွေကလည်းချင်းသေးကိုရွေးပြီးတော့သူတို့ခြေလေးချောင်းရှိတဲ့ကောင်တွေကလည်းမင်းမြောက်ကြတယ်ငှက်တွေကလည်းပဲတော့မင်းမြောက်ဖို့ကြိုးစားကြတဲ့အခါမှာထောင်းကသူကပြလိုက်တာအဲ့ဒီသူ့ကိုရွေးချယ်ကြတော့မဲ့အခါမှာသူ့ကိုကပြလိုက်တယ်ကပြလိုက်တဲ့အခါဝမ်းသာပြီးတော့ကပြလိုက်တဲ့အခါကျတော့သူကဟိုဘက်လှည့်ပြဒီဘက်လှည့်ပြဆိုနောက်ကလှည့်ပြလိုက်တဲ့အခါသူဖုံးထားမဲ့ဟာကြီးပေါ်သွားတာပေါ့နော်ပေါ်သွားတော့ဒီကောင်အရှက်မရှိဘူးဆိုပြီးတော့အဲ့လိုဖြစ်သွားတယ်အဲ့လိုဖြစ်သွားတယ်ဒါကြောင့်မို့လူလောကလူတွေကလည်းတယောက်နဲ့တယောက်အပြစ်တွေဖော်နေတာဟာထောင်းကကနေကြတာပဲဖြစ်တယ်ဖုံးထားတဲ့ဗျဖုံးထားတဲ့မြတ်ကုန်းပြမှပေါ်စွာလို့ပဲဖုံးထားတာတွေအကုန်လုံးကပြလိုက်တော့အကုန်ပေါ်ကုန်တယ်အဲ့လို
မြတ်စွာဘုရားဒါဥပမာပေးထားဒါဘုရားကိုယ်တိုင်ဖြစ်မှဟောတဲ့တရားဒါမယူရနိစ္စံနိစ္စန္တိမင်းတို့တောင်းကကားကြတာပဲတဲ့ယထာတိအိဒဖန္နနာဝဲဝင်နဲ့ကျုပ်ပင်လိုပဲတဲ့ဒါတောင်းကပြီးသူ့ပြည့်ကိုပြည့်အဲ့ဒါလိုဖော်ထုတ်ပြီးနှုတ်စလုံးပျက်စီးသွားမှာပဲခုံပြက်သွားကြမယ်ဆိုပြီးတော့မြတ်စွာဘုရားကဆုံးမစကားနောက်ကဘာပြောတော့တံဝောဝရမိဖတ်တံဝောမင်းတို့ကငါရှင်းရှင်းလေးပြောမယ်မင်းတို့မှာယဝန္တိဋ္ဌသမဂမခုစီဝေးမိတဲ့ပုဂ္ဂိုလ်တွေအားလုံးမင်းတို့ကောင်းခြင်းမင်္ဂလာတွေဖြစ်ပါစေကောင်းခြင်းမင်္ဂလာတွေမင်းတို့ဖြစ်ပါစေတမ္မောတထမာဝိဝေတထမင်းတို့တယောက်နဲ့တယောက်စီးလုံးကြပါတဲ့မာဝိဝေတထအငြင်းမပွားကြပါနဲ့ဒါဖះဆုံးမလိုက်တဲ့စကားပဲเนาะအားလုံးစီဝေးတက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေအားလုံးနဲ့ကောင်းခြင်းမင်္ဂလာတွေဖြစ်ကြပါစေမင်းတို့ဘယ်တော့မှစီးလုံးကြပါဘယ်တော့မှအငြင်းမပွားကြပါနဲ့ဘယ်တော့မှကျုပ်ပင်နဲ့ဝဲဝင်လို့မဖြစ်ကြပါစေနဲ့ဒီဆက်လန်းလို့နှုတ်စလုံးပြတ်တာပြုမဖြစ်ပါစေနဲ့ဒါတိတိပေးပြီးတော့ဟောကြားလိုက်တာသာမက္ခိမေဝသိခေထဗုဒ္ဓေဟေတံပတံတိတံနောက်ဆုံးတိုက်တွန်းတဲ့စကားလေးကတော့သာမက္ခိဟေဝသိခေထမင်းတို့ညီညွတ်ဖို့ညီညွတ်နေနိုင်မဲ့နီလန်းညီညွတ်တဲ့စိတ်ဓာတ်တွေကိုသာလဲသင်ယူကြပါတဲ့မှတ်ယူကြပါသာမက္ခိမေဝညီညွတ်ရေးစိတ်ဓာတ်တွေကိုသာလဲသိခေတမှတ်သားသင်ယူထားကြပါဘယ်လိုလုံးမှညီညွတ်မယ်ဆိုတာတွေကိုအလုံးသင်ယူပြီးတော့ရင်းထဲမှာမှတ်ထားကြပါဗုဒ္ဓဟေတံပတံလေးတာအဲ့ဒါလို့ညီညွတ်တာဟာဖះစုစုကညီညွတ်ခြင်းကိုချီးမွမ်းကြပါတယ်ဘာဖြစ်လို့လဲဆိုကောင်းကျိုးချမ်းသာတွေကညီညွတ်မှရနိုင်တာမညီညွတ်ရင်ပျက်စီးတာအဲ့တော့လူလောကကြီးမပျက်စီးဖို့အတွက်ညီညွတ်ကြပါညီညွတ်မှသာလဲကောင်းစားနိုင်ပါတယ်လို့သူတော်ကောင်းတွေကချီးမွမ်းကြတယ်သမက္ခိရတောဓမ္မထောယောဂခေမှာနရဟံတတိသမက္ခိရတောညီညွတ်ရေးမှာပျော်မွေ့တယ်လူတွေဟာတယောက်နဲ့တယောက်တဲ့နေတာကိုမပျော်တဲ့လူကရှိတယ်မပျော်တဲ့လူတွေဆိုတာအဲ့ဒါဂျင်းထဲတဲ့လူတွေအညောင်းထောင်တဲ့လူတွေအဲ့ဒါကြိုက်ညီညွတ်ထောင်မကြိုက်တဲ့လူတွေလောကမှာအများကြီးပဲတယောက်နဲ့တယောက်တဲ့နေပြီဆိုရင်ဘာလို့ရမလဲဆိုတာကြည့်ညောင်းထောင်မှုချိနေကြတာအဲ့ဒါလို့မလုပ်ကြပါနဲ့တဲ့အမြောက်ပင်တွေဝင်ပြီးတော့မလုပ်ကြပါနဲ့သမက္ခိရတောကိုယ်တိုင်လည်းညီညွတ်တယ်ညီညွတ်တဲ့သူများကိုလည်းညီညွတ်အောင်လုပ်တယ်ညီညွတ်ရေးမှသာပြုံမွေးတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပြီးတော့ဓမ္မထောတကယ်ဓမ္မလမ်းကြောင်းအတိုင်းကျင့်သုံးနေထိုင်မယ်ဆိုရင်တဲ့ဆိုလိုတာညီညွတ်တဲ့လူအတိုင်းဝိုင်းမှာတရားဓမ္မကျင့်ကြံကြိုးကိုအထောက်မဲ့ဆိုရင်ယောဂခေမနတထံတတိဘဝမှာချီနှောင်ထားတတ်တဲ့ကိရိတာတရားတွေမှာကိရိတာတရားတွေကြောင့်ကိုယ်ဘဝမပျက်စီးဘူးတန်တရားထဲမှာမနေမြုပ်နိုင်ဘူးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်လို့ဆိုလိုတယ်အဲတော့လူတွေကဘဝမှာဖြစ်နေတာအနှောင်ဖွဲ့တွေနဲ့နေကြတာလေကိုယ့်ကိုလွတ်လပ်တယ်လို့သာထင်နေတာလူတွေကိုနှောင်ဖွဲ့ထားတဲ့နှောင်ကြိုးကရင်ထဲမှာပဲရှိတာလေသွားမှမသွားနိုင်တာခွဲမှမခွဲနိုင်တာခဏပဲပြီးရင်ပြန်ရောက်သွားပြီခဏပဲနိုင်ငံခြားသွားလဲပြန်လာတာပဲဒီကိုဘယ်တော့မှတခါတည်းအပြီးမပြောင်းစာကလေးတွေရောင်းတဲ့လူတွေလိုပဲလောင်ញိုင်တွေကနေပတ်စံနဲ့လိုက်ရောင်းပြီးရင်စာကလေးကပြန်ရောက်လာဒီဘိန်းကျွေးထားသလားတော့မသိဘူးနော်အဲ့တော့လူတွေကလည်းပဲဘလို့ပဲလွတ်နေပြန်လာကြမှာပဲအကုန်လုံးကိုယ့်ရင်ကိုပြန်ရောက်လာကြတာပဲပြန်ရောက်လာတော့ဒီအနှောင်ဖွဲ့တွေပဲသူတို့ကကျင့်တတ်နေသူတို့ဖြစ်တယ်အဲ့ဒါကိုယောဂလို့ခေါ်တာပေါ့နော်ချီနှောင်ထဲမှာပဲကျင့်တတ်နေအဲ့ဒီယောဂခေအဲ့ဒီ
အနှောင်ဖွဲ့တွေလွတ်သွားပြီးတော့တန်တရားဝကလွတ်ကင်းနိုင်တယ်ဆိုပြီးတော့မြတ်စွာဘုရားတတိပေးပြီးဆုံးမဩဝါဒပေးတာဖြစ်တယ်ရေကိစ္စနဲ့ပတ်သက်ပြီးတော့အငင်းပွားနေတဲ့ဆွေတော်မျိုးတော်တွေကိုဟောတဲ့တရားတွေမှာဒါတပုတ်အနေနဲ့ပါတယ်ပေါ့တပုတ်အနေနဲ့ပါတယ်ဒါကြောင့်မို့ဆွေတော်မျိုးတော်တွေကိုပြောတာအေးဒီအစည်းအဝေးရောက်လာတဲ့မင်းပရိသတ်အပေါင်းဆိုပရိသတ်အပေါင်းတို့မင်းတို့ကောင်းစားကြပါစေမင်းတို့မင်္ဂလာရှိကြပါစေမင်္ဂလာရှိကြပြီးတော့မင်းတို့ပေါင်းစည်းကြစမ်းပါတယောက်နဲ့တယောက်အငင်းမပွားကြပါနဲ့မင်းတို့ကြိုးပင်နဲ့ဘဝဝင်လို့ဖြစ်လိမ့်မယ်အဲ့ဒါလို့မဖြစ်စေချင်နဲ့ဆိုပြီးတော့မြတ်စွာဘုရားကဆုံးမဩဝါဒပေးတာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပရိသတ်ပေါင်းတို့မြတ်ဗုဒ္ဓရဲ့ညီညွတ်ရေးအဆုံးအမတရားတော်များတွင်တရားတော်ဖြစ်သောဒီဖဏ္ဏဆလာအကြောင်းအရာများကိုဒီကနေ့ညီညွတ်သောလူအဖွဲ့အစည်းဆိုတဲ့ခေါင်းစဉ်နဲ့ဟောကြားတဲ့တရားမှာဟောကြားတာဖြစ်လို့တုံးတဲ့သူမညီညွတ်တဲ့အပြောအဆိုကွဲလွဲမှုတွေရှိခဲ့သောညီညွတ်အောင်တို့တွေကြိုးစားအထောက်အမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးညီညွတ်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း